အားလုံးပဲမင်္ဂလာပါဗျ။ဒီနေ့တော့လှပတဲ့ဗီဒီယိုရုပ်တွေဘယ်လိုဖန်တီးမလဲဆိုတာကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။အသုံးပြုနေတဲ့ဒီ application တစ်ခုကတော့ Quant AI ပေါ့နော်။ Quant AI ကတရုတ်ပြည်ကထုတ်တာပေါ့နော်။ဒါပေမဲ့ဒီတော်တော်လေးကောင်းတယ်ပေါ့နော်။မြန်မာနိုင်ငံနေသုံးမယ်ဆိုရင် VPN မလိုဘူး။သူကwatermark တွေမပါဘူးပေါ့နော် Google Flow လိုသူရဲ့ trademark တံဆိပ်တွေမပါဘူးတော်တော်လေးသုံးလို့ကောင်းတယ်ပေါ့နော်ဒါမှကျွန်တော် Quant AI website ထဲဝင်သွားပြီကျွန်တော်ဒါဝင်ထားလို့ပေါ့နော်သူကဘာမှမလိုပြ Gmail account တစ်ခုပဲလိုတယ်အမှကိုဖန်တီးမဲ့ဥစ္စာကိုကဗီဒီယိုဖန်တီးမှာဆိုပြီးဗီဒီယိုနှိပ်လိုက်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ site ရွေးလို့ရတယ်နော်16ကိုရေးမှာဘယ်လိုရွေးမှာလဲပေါ့မှာကြိုက်တာရွေးလို့ရတယ်ကျွန်တော်ကတော့ဒီကောင်လေးရွေးလိုက်မယ်နော်ဒါလေးရွေးပြီးတော့ sorry ကျွန်တော်96ပဲရွေးလိုက်မယ်ပြီးတော့ကျွန်တော်အတင်းလောက်ထားတဲ့ prompt ရှိရပါတော့ဒီကောင်လေးကိုကူးလိုက်မယ်ပြီးတော့ copy နှိပ်လိုက်မယ်ခဏစောင့်မယ်ပေါ့နော်သူက watermark တွေမပါဘူးပေါ့နော် flow AI လို့ watermark တွေမပါဘူး5 second ဒီဗီဒီယို free အလကားထုတ်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော် prompt ပေးထားတဲ့ဗီဒီယိုလေးထုတ်လို့ပြီးသွားပြီပေါ့နော်နောက်တစ်ခုထပ်ထုတ်ကြည့်မယ်ပေါ့နော်ဒီခါတော့ဒါလေးထုတ်ကြည့်မယ်အခုဒီမှာဆိုရင်တော့ Quant AI နဲ့ဘယ်လိုပုံဗီဒီယိုတစ်ခုထုတ်လို့ပြီးသွားပြီပေါ့နော်ဆက်ကြည့်ကြည့်မယ်နောက်တစ်ခုထပ်ထုတ်ကြည့်မယ်ပေါ့နော်နောက်လေးထုတ်ကြည့်မယ်သူကဗီဒီယိုထုတ်လို့ရှိရင်တော့နည်းနည်းလေးစောင့်ရတယ်ပေါ့ Quant AI ဒါပေမဲ့သူက watermark တွေမပါဘူး logo design တွေမပါဘူးဒီပါတော်တော်လေးကောင်းတယ်ပေါ့နော်โอเคဗီဒီယိုထုတ်တော့ရပြီနော်ဆက်ကြည့်လိုက်မယ်ကိုကကြက်လို့ရှိရင်ဒီမှာ download ဆက်လို့ရတယ်ပေါ့နော်ဒီ Quant AI ရဲ့ကြတော့ VPN မလို့ Flow AI လို့ပေါ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်